အေဂျင့်မှုနဲ့ပဲကြော်ဖြတ်ချင်တဲ့ဆိုရင်မဆိုင်တဲ့ကိစ္စတွေကိုတိတ်မတွေးပါနဲ့ပတ်ဝန်းကျင်နဲ့ပတ်သက်ရင်လည်းအစိုးမြင်တဲ့သဘောနဲ့မတွေးနဲ့အေဂျင့်လိုက်မယ်ကိုကောင်းပေမဲ့လည်းသူပြန်ကောင်းချင်မှကောင်းတယ်ဆိုတာအတ္တသားတွေများနေလို့တိတ်အာယုံမဆိုင်ပါနဲ့ကိုလို့ဆရာရှိတဲ့အလုပ်ကိုပဲလုပ်ကိုကကုသိုလ်လုပ်တဲ့ဆိုရင်ကုသိုလ်ရအောင်ပဲယူလိုက်ပြီးရင်ကိုကုသိုလ်ကိုပဲနှလုံးသွင်းနေပဲအကျယ်ကြီးမစင်စားနဲ့ဘောင်လေးကျင်းပြီးတော့စင်စားလူတွေအများကြီးအကြောင်းလဲကောင်းတယ်မသွင်းနဲ့ကိုအကျိုးပြုတဲ့လူတွေကိုပဲကောင်းတယ်မှစင်စားဘဝခရီးကိုဖြောင်းဖြောင်းရှောက်ချင်တယ်ဆိုရင်မဆိုင်တာတွေကောင်းတယ်မသွင်းနဲ့မလိုအပ်တဲ့အရာတွေကိုပုံကြီးချဲ့ပြီးတော့မတွေးမိစေနဲ့ကိုလုပ်တဲ့အလုပ်ကပြီးမြောက်မှာလားမပြီးမြောက်မှာလားဒါကိုပဲကြည့်အလုပ်ပြီးမြောက်စေမဲ့သူတွေနဲ့ပေါင်းအလုပ်ပြီးမြောက်သွားရင်ဝမ်းသာလိုက်ကုသိုလ်ပြီးရင်လည်းကုသိုလ်ကိုဝမ်းသာလိုက်ပြီးသားကုသိုလ်ကိုပဲပြန်အာရုံစိုက်ခဏတာတိုင်းမှာစိတ်ချမ်းသာမှုနဲ့ပဲနေနိုင်အောင်ကြိုးစားကြံတဲ့ကိစ္စတွေကိုအပူတွေဖြစ်တဲ့အတွက်ကြောင့်မတွေးဘဲနဲ့နေနိုင်ချမ်းသာပြီအသက်ရှင်စဉ်ကာလလေးမှာလုံနိုင်တဲ့လောက်ကုသိုလ်ကိုလုံပွားနိုင်တဲ့လောက်ကုသိုလ်ကိုပွားကျင့်နိုင်တဲ့လောက်ကုသိုလ်ကိုကျင့်အဲဒီလိုကျင့်သုံးနေထိုင်နိုင်ပါမှတောကကြမဲ့အချိန်ရောက်နေပြီလောဘတွေလျှော့ကြအမုန်းတွေအညိုးတွေအာဃာတတွေနဲ့မနေနဲ့နေလားညလားအပြောင်းလဲတွေအယမ်းမြန်နေတဲ့ကာလကြီးမှာအမိုက်မဲကြနဲ့အေးချမ်းစွာနေခြင်းရင်အေးချမ်းတဲ့သဘောထားလေးတွေနှလုံးသွင်းလေးတွေရှိဖို့လိုတယ်ကောင်းတာကိုပံ့ပိုးပေးမဲ့သူထက်ဖြက်လို့ပြည့်စည်လုံးမဲ့သူတွေကိုလည်းကြုံရတာကိုအဲ့ဒီအခါမှာနေတတ်ဖို့လိုတယ်သူပေးပေမဲ့ကိုမယူဘူးသူပေးတဲ့ဒုက္ခကြောင့်ကိုကလည်းနေတတ်တယ်ဘသူဘာပြောဂရုမစိုက်ဘူးဥပိ္ပခာနဲ့ပြေဆုံးစွာနေတယ်